ဘာဖြစ်လာတာတော့ကျုပ်ထဲနေအကျွေးတောင်းလိုက်တယ်အဲ့ဒါကျုပ်ရှင်းမလို့ဩကိုတရွာထဲသွားခြင်းပဲကွယ်ပြင်းပြင်းလေးလေးပြောပြရပါတယ်အဲ့ကျုပ်ပြင်းလေးလေးပြောပြတယ်မရဘူးဒီလိုနဲ့မှကျုပ်ကိုတောင်းချလိုက်တယ်ဗျကျုပ်ဝိုင်းဆောင်ခံရတယ်ဗျအဲ့ကျုပ်လည်းကျုပ်တန်းနေသိလိုက်တယ်တောက်တုံးကတော့တောက်ထားပြီးတော့အခုကြာမှရှက်တယ်လေးပါလေးနဲ့ပေးလိုက်ပြီလားဟာဒီသားရှိတော့ရှိပါဗျာနေဖို့နေအပတ်လက်ထက်တုန်းကတော်လန်ရင်းမှာအသုံးချခဲ့တယ်ဒါနင်းနဲ့ထက်ကြမှာတလွဲသုံးရတယ်လို့ရတော့ဝင်ရလိုက်တယ်ကျုပ်လည်းမသုံးချင်ပါဘူးဗျာကျုပ်ကလူတော်ထဲမှာအဆက်တကွအကျိုးတော်ပြရလို့ကျုပ်ရှင်းပြရမှာကျုပ်ကမျိုးရိုးပုံစိတ်ခါအတွက်ဒီသားကိုအသုံးချမယ်ပြီပါအဖိုးနဲ့အဘကျုပ်ကနားလည်းပေးတော့ပါဗျာတော့လည်းပြီးတော့လာဟာတော့ဘယ်လိုထားတဲ့ခိုင်းတဲ့တောင်းတဲ့လာလိဘယ်လိုခိုင်းရပါလားဒီတော့ဘာလို့ဘာလို့တော့ကွာသူကသူကျွေးကြလို့ရှင်းရတာကွာဘိုးကဘာမှမဆိုင်ဘူးဦးလုံးပဲဟုတ်ဟာလေဦးလုံးပဲတက်တယ်ဘာမှမဖြစ်ဘူးကောက်တယ်ဟာဘယ်လို我的孙女我不打了我你来告诉我手边那个让人上不我现在就走来了你走回这边俺家的媳妇家里那个也死了都有些东西嘛想过脑脑的我没那个没那那没有谁家烦恼的好多我本来你拿住嘛这边我把那边空空拿的比你把我心里来的ဟုတ်ကဲ့ဒီပဲဟုတ်ကဲ့ဒီလေးလူခေါ်လိုက်သူစိတ်ကပြေးတော့လားမသိဘူး好吧当下他买了买了我们我现在就刚刚被打死了我不懂呗别干嘛这家就弄你手里抓住人对了对手也看不了ဘလူပါလေလူတော်ထဲမှာအကျွေးကိုရှင်းပါဗျာဟုတ်တော့လေဘာကြတော့ဗျာတောင်းရည်ရှူရဲရတယ်ဗျာဟာဟုတ်တော့ပဲခက်လေရတရားဆုံးမလားတရားထဲချက်ဝင်လာတော့ဟုတ်တော့ပဲတရားလည်းရောက်တော့ပဲ你把他弄来的，靠吧，你脸上靠吧不？靠吧不？老靠吧不变成王吗？他娘去了，下次我能让他穿过去。你下去，但是你呀听没得不？你不要嘛，现在。你呗，你再说一盘多啊。ဒီပုံစံနဲ့လက်ကြမှာမဟုတ်တော့ဘူးအဲ့ဒီတော့အထူးငါထားလိုက်တော့မယ်ဘာလို့လဲဘာလို့လဲမတော်တော့ဘာလို့ဒီစကားကြည့်ရဘူးတော့မတတ်ဘူးပြီးတော့မတတ်ဘူးငါထားလို့မရှိငါတို့လည်းဒီလိုမှတော့ခုံးတာတော့ခုံးတာတော့ဘာထားလိုက်တော့မတော့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 မထားဘယ်သွားပြန်မလို့ဘာဖြစ်ကြပါ့ဘာဖြစ်ဒီ我你看到我行不了，那不好嘛？他也用不上的，他也用不上的。哎，你阿不都干的，你外婆手扭下来，手扭下来。妈，哎呀，这个，这个有人谁呀的，当然有的，有人呀的。我操你！哎呀，小的。不能搞你，你这个大别了，小妹。你这个开心心的，那么拿张来讲啊，你下午拿张妈妈的瓜，喏，我这话不录了不？哪不录啊？他家拿块来不录，他家有谁来不录呢？你我干嘛不录？啊，小妹，好大的毛头，啊，没不录耶，你是的不嘛？那咱们你不上班的。你最在人啊，工作方面我妈妈没那个，你啥意思吧？我没会嘛的，你来嘛噻，你搞没？他妈是搞我地震了就，你搞了我的看不到的。
ကတိုင်းမှာအဲ့ဒီကပြန်ပြောလေဟုတ်တော့မေးကြောက်လေဗျာဘာကြောက်ရလဲဟာခင်ဗျာဒီတော့ရှင်းတယ်တော့ဟာဘယ်လိုမေးဒီသားကြောက်ခင်ဗျာတည်ရတော့ ဒီပါကွာလူကိုရဲ့သူ့လူရန်ရှင်းသားဆိုတော့ဒီပါကွာ ဒီလိုရှိခင်ဗျာဒီသားရဲ့တမောဖြတ် ဘယ်လိုအမဖက်လို့ရပါလဲမလို့ရ ကောင်းပြီဒီလိုတမောဖြတ်မရတဲ့သားနဲ့ဆိုရင်ခင်ဗျာကြီးရှင်းတယ်မယ်ပေါ့ကြောက်ကိုသူတော်ထဲမှာအကျွဲတောင်းရတဲ့ခင်ဗျာဟာဒီတော့အကျွဲရဲ့အတွက်အပေါင်းထားလိုက်ဒါပဲ